မင်္ဂလာပါတင်ဟာနိုင်ငံရေးကိုစိတ်ဝင်စားသူလားစီးပွားရေးကိုလေ့လာနေသူလားလူမှုရေးမှာထူးချွန်လိုသူလားအသိတွေပညာတွေနဲ့ဘဝကိုတီးဆောက်သွားခြင်းသူလားကဘာအရရကထင်ပေါ်ကျော်သောသူတွေထူးခြားဆန်းပြတဲ့အဖြစ်အပျက်တွေအကြောင်းနဲ့နိုင်ငံရေးအယူအဆတွေအကြောင်းကောင်းတို့ရာရာထုံးထုတ်တင်ပြနေတဲ့ political diary ကနေကြိုးဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ကြီးစုသူတို့အတွက်အသစ်တွေကိုတင်ဆက်ပေးနေတဲ့နိုင်မြင့်မော်ပါခင်ဗျာခစ်တစ်ခစ်ပဲဖြစ်ဖြစ်စနစ်တစ်ခုပဲဖြစ်ဖြစ်နိုင်ငံပဲဖြစ်ဖြစ် institution တစ်ခုကနေလုပ်ငန်းအသေးအမွှားလေးတစ်ခုအစုံဒီထောင်သူတွေလမ်းပြသူတွေနဲ့စွန့်ဦးတီထွန်သူတွေဆိုတာရှိကြသမျှပါပဲဒီနေ့မှာတော့တရုတ်နိုင်ငံကိုတီထောင်ခဲ့သူတရုတ်ကွန်မြူနစ်ပါတီရဲ့ဖခင်ပျောက်ကြားနီးစနစ်ရဲ့အရှင်သခင်လို့တင်စားကြတဲ့နိုင်ငံရောပုဂ္ဂိုလ်ကဘာကျော်ပုဂ္ဂိုလ်တယောက်အကြောင်းကိုတင်ပြပေးလိုပါတယ်ဟုတ်ပါတယ်သူကတော့တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းကိုင်ဖခင်ကြီးမော်စီတုံးပါပဲတရုတ်ပြည်ဟူနန်ပြည်နယ်1893ခုနှစ်ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ပြီးနောက်တရက်26ရက်နေ့မှာမော်စီတုံးကိုမွေးဖွားခဲ့ပါတယ်ဖခင်မော်ရီချောင်းနဲ့မိခင်ဝမ်ချီမိန်တို့ဟာမျိုးရိုးစင်ဆက်ချမ်းသာပြီးဩဇာကြီးမားတဲ့လယ်သမားမိသားစုတွေဖြစ်ပါတယ်တခြားလယ်သမားမိသားစုတွေနဲ့ရှင်ရင်ပစ္စည်းဥစ္စာအရာချမ်းသာကြွယ်ဝတော့လဲမော်ရဲ့ကလေးဘောဟာတခြားကလေးတွေနဲ့မတူဖခင်ဟာအလွန်စီကံကြည့်ပြီးအလုပ်ကြိုးစားတာကြောင့်မော်ဟာလည်းငယ်စဉ်ကတည်းကတင်းကျပ်တဲ့စီကံတွေအောက်မှာကြီးပြင်းလာခဲ့ရပါတယ်မော်အသက်6နှစ်မှာဖခင်နဲ့အတူလယ်ယာလုပ်ငန်းတွေကိုအချိန်ပြည့်လုပ်ကိုင်ခဲ့ရပါတယ်တနေ့ကုန်တနေ့ကမိသားစုလယ်ယာလုပ်ငန်းမှာအလုပ်နေမော်အသက်10နှစ်မှာမူရာတန်းအကျောင်းမှာစတင်ပညာသင်ကြားကိုရရှိခဲ့ပါတယ်မော်ရဲ့ဖခင်ကလည်းငယ်စဉ်ကတည်းကလေယာအလုံးလောက်ကိုင်းကြီးပွားတိုးတက်လာပေမဲ့ပညာသင်မှုအခွင့်အရေးမရရှိခဲ့ပါဘူးသူကိုယ်တိုင်ပညာမတတ်ပေမဲ့မော်ရဲ့ပညာရေးအတွက်အထူးအခွင့်အရေးပေးခဲ့ပါတယ်ကျောင်းသင်ခန်းစာတွေကိုမော်စိတ်ဝင်စားကြံ့မှတ်ခဲ့ပြီးထူးချွန်တဲ့ကျောင်းသားတစ်ယောက်အဖြစ်အတိအမှတ်ပြုခံခဲ့ရပါတယ်မော်နဲ့ပတ်သက်ပြီးဖခင်ရဲ့ရည်ရွယ်ချက်ဟာမိသားစုစီးပွားရေးလုပ်ငန်းတွေကိုတနေ့မော်ကိုယ်တိုင်ဦးစီးလုပ်ကိုင်မှုရည်ရွယ်ထားရာကနေယခုအချိန်ကတည်းကမိသားစုငွေကြေးကိစ္စတွေမှာတာဝန်ပေးအပ်ခဲ့ပါတယ်မော်ကလည်းဖခင်နေတူအလုံးနဲ့ပတ်သက်ရင်လုံးလဝရိယရှိသူပါအသက်10နှစ်ဝန်းကျင်ကတည်းကဗင်မန်ကြံတန်းတဲ့လော်ယာလုပ်ငန်းတွေသာမကငွေကြေးစင်းစရာကိစ္စတွေကိုပါနိုင်နင်းလုပ်ကိုင်နိုင်တယ်လို့အကြီးဆုံးသားဖြစ်တာကြောင့်လဲဖခင်အလုပ်တာဝန်တော်များများသူ့ပခုံးပေါ်ရောက်လာခဲ့ပါတယ်အဆိုပါကာလအတွင်းမော်စီတုံးရဲ့နိုင်ငံရေးအသည့်ဖခင်တင်ထားတဲ့စာအုပ်များကလမ်းဖွင့်ပေးခဲ့ပါတယ်နေ့စဉ်လေယာလုပ်ငန်းတွေလုပ်ရင်းတစ်ဖက်ကလည်းပြင်ပစာအုပ်တွေကိုလေ့လာဖတ်ရှုခဲ့ပါတယ်မော်စီတုံးရဲ့အသိပညာကဘာအတွင်းမှာနိုင်ငံရေးသဘောတရားတွေတော့ဝင်လှုပ်ရှားလာနေတယ်လို့ဟူနန်ပြည်နယ်ရဲ့မြို့တော်ချန်ရှာမှာလဲစီဝါရေးနဲ့နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်လာပြီးမော်စီတုံးတို့အိမ်တကားဝအထိကူးဆက်လာနေခဲ့ပါတယ်တရုတ်ပြည်နှံပြားမှာငတ်ဘေးနဲ့ရင်ဆိုင်နေကြရပြီးတဖြည်းဖြည်းဆိုးရွားလာနေပြီးတိုက်ခိုက်မှုတွေလူရက်မှုတွေအထိဖြစ်လာခဲ့ပါတယ်မော်စီတုံးတို့မိသားစုပိုင်းဆန်စပါးတွေကိုလည်းငတ်မွတ်နေတဲ့ဒေသခံတောင်သူလယ်သမားအများအပြားကခိုးယူလူရက်သွားခဲ့ကြပါတယ်ဖခင်ပိုင်းဆန်စပါးတွေကိုခိုးယူသွားကြတဲ့မရှိဆင်းရဲသောတောင်သူလယ်သမားတို့ရဲ့ဒုက္ခတွေကိုဟိုချင်းစားနားလည်နိုင်ပေမဲ့ဆင်းရဲသောတောင်သူလယ်သမားတို့ရဲ့အကျင့်ပြတ်တဲ့လောက်ရက်ကိုမောသဘောမတူဖြစ်နေခဲ့ပါတယ်ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်ဒါပေမဲ့လယ်သမားတွေဘာကြောင့်အခုလိုဆင်းရဲနေရတာကိုမောနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်စားတရားဆံမြမယ်မရှိတော့တဲ့တောင်သူလယ်သမားတွေအတွက်တခြားရွေးချယ်တရားမရှိလယ်ပိုင်ရှင်ကြီးတို့ရဲ့ဆံနဲ့စဘာကူတော်တွေကနေလူရက်ခိုးယူနေကြရပါတယ်သူတို့သားအဖပင်ပန်းလုံအားနဲ့ရထားတဲ့ဆန်စပါးတွေကိုခိုးယူသွားကြသူတွေကိုမကြီးမချမ်းဖြစ်နေတယ်လို့တရုတ်အစိုးရကိုလည်းမောသဘောမကျဖြစ်နေခဲ့ပါတယ်
တရောဆိုးရအနေနဲ့ပြည်သူလူထုအငတ်ပြဿနာကိုဒေချာဖြေရှင်းနိုင်ခြင်းမရှိပဲစူပူတောင်းကျမ်းလို့စားစရာတွေလူရက်နေတဲ့ဒေတာကန်တွေကိုအလဲအညာဂရိဝတ်တွေအမျိုးမျိုးပေးပြီးနှိမ်နှင်းမှုစ조사နေကြပါတယ်စားစရာမရှိလို့ငမ်းမွက်ပြီးခိုးစားနေတဲ့သူတွေကိုလူရက်နေတဲ့သူတွေကိုကွင်းမြစ်တုတ်တင်နေကြပါတယ်ဘဝဝင်တစ်ခုလုံးဝရုံတော့ကဖြစ်နေတဲ့1909ခုနှစ်စက်တင်ဘာလမှာပဲချန်ရှားမြို့ကနေပြီးအစင်းမြင့်မူလာတန်းစာတင်ကျောင်းသို့မော်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်အဆိုပါကျောင်းမှာတခြားတရုတ်အစဉ်အလာစာတင်ကျောင်းတွေနဲ့မတူပါဘူးတရုတ်ပြည်ဒေသအချို့မှာဖွင့်ထားတဲ့နိုင်ငံခြားသာသနာပြုစာတင်ကျောင်းဖြစ်တာကြောင့်ပညာလိုလားတဲ့မော့အတွက်အခွင့်အရေးတစ်ခုရလာပြီးမကြာမီမှာပဲထူးချွန်တဲ့ကျောင်းသားတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့စာတင်ခန်းပြင်ပမော်ရဲ့ကျောင်းသားဘဝဟာအလွန်တရာခက်ခဲမှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ်မျိုးကြီးသားကျောင်းသားတွေကြားမှာမော်စီတုံးရဲ့အပြောအဆိုအနေအထိုင်ဟာလည်းရဲတရားဖြစ်နေခဲ့ပါတယ်ဒေါ်သားမော်စီတုံးလေးရဲ့အရပူပူဒေါ်သားလေးတန်းနဲ့ပြောတတ်တဲ့မော်စီတုံးကိုမကြာခဏအတန်းဖော်တွေကလောင်ပြောင်ဝိုင်းကျင်ခဲ့ကြပါတယ်ကျောင်းနေနောက်ကြတာကြောင့်မော်စီတုံးဟာတခြားကျောင်းသားတွေနဲ့ရှင်အသက်ကြီးနေတာကြောင့်လည်းအတန်းဘော်တွေအတွက်ရဲတရားဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အခက်အနှောက်အယှက်တွေကြားမှာမော်ရဲ့ပညာလိုလားတဲ့စိတ်ကိုဘယ်သူကမှမချိုးနိုင်ခဲ့ကြပါဘူးဆုံးဖြတ်ချက်နဲ့အောင်မြင်စွာကြော်လွှားနိုင်ခဲ့ပါတယ်အစင်းမြင့်မူလာတဲ့စာတင်ကျောင်းနှစ်များမှာမော်စီတုံးအထူးစိတ်ဝင်စားတဲ့ဘာသာရပ်ဟာကမ္ဘာသမိုင်းဖြစ်ပါတယ်နိုင်ငံတွေပေါ်ပေါက်လာဖို့ဂျော့ဂျ်ဝါရှင်တန်နဲ့နပိုလီယံဘိုနာပတ်တို့လိုထင်ပေါ်ကျော်ကြားတဲ့နိုင်ငံရေးနဲ့စစ်ရေးခေါင်းဆောင်တွေအကြောင်းဖတ်ရှုလေ့လာရတာမော်အလွန်နှစ်သက်လာပါတယ်တရုတ်ပြည်အနာဂတ်ဒေါ်လာရင်းနဲ့ပတ်သက်ပြီးအယူအဆတစ်ခုကိုပထမဦးဆုံးအကြိမ်မော်စီတုံးသဘောပေါက်နားလည်ခဲ့တာကလည်းကမ္ဘာဒေါ်လာရေးခေါင်းဆောင်တွေအကြောင်းကတစ်ဆင့်ဖြစ်ပါတယ်အစင်းမြင့်မူလာတဲ့စာတင်ကျောင်းနှစ်တင်ကြပြီး1912ခုနှစ်စက်တင်ဘာလမှာချန်ရှားမြို့ကနေပြီးဒုတိယတန်းကျောင်းသို့မော်ပြောင်းရွှေ့ကပညာသင်ကြားနေစဉ်တလားနီးပါး၌ပါပဲတရုတ်ပြည်သမိုင်းရဲ့ထူးခြားတဲ့အဖြစ်အပျက်များတဲ့သူမော်စီတုံးရဲ့ကျောင်းသားဘဝဟာလည်းပြောင်းလဲလာခဲ့ရပါတော့တယ်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကိုစင်ဆက်မပြတ်ကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားဖို့လဲတောင်းဆိုအပ်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ